စားခဲ့ပြီမမေမစားတော့ဒါအိတ်တော့မယ်အေးဒါဖြစ်နေလားအိမ်မော်တခါလေးတက်အိမ်လေကားတက်မှာတော့တားမီးနှစ်ယောက်မနိုင်မနေဖြစ်နေကြတယ်ဟဲ့မို့လာတွဲလေလေငါတယောက်တည်းမနိုင်ဘူးဟဲ့ညီကလည်းလိမ့်ကြကောင်ကကြည်နေတယ်မိုးရငိုနေအားထပြီးတော့ကိုဝင်ကြီးနဲ့သွားတွဲလေကားပေါ်တက်သွားပါတယ်ဟာမတွဲနဲ့ရတယ်နေမင်းတရားမိုးအေးကိုအတွဲမခံဘူးမိုးလေကားပေါ်မှာရဲနဲ့ငိုရပြန်တယ်ဒေါ်သားဘဲမလဲလာတွဲလက်လာပါပြီဒေါ်သားမီးဖို့တွေကပြေးထွက်လာပြီးတော့နေမင်းတရားကိုတွဲတင်မေးရတယ်မိုးအေးဝမ်းနဲ့ကြေကွဲစွာခံစားရတယ်တမင်တက်နှိပ်စက်တယ်လို့လေနားလေလိုက်တယ်သူနဲ့ညာကလေးကအားလုံးအရှုံးပေးထားတယ်ကိုယ့်ဘက်ကဘာမှမလွန်အောင်တတိထားခဲ့တယ်သူပြိုသမျှနှုတ်ခဲ့တယ်သူဆိုးသမျှခံခဲ့တယ်အဲ့လောက်အပြစ်ကြေးအောင်နေတဲ့ကြအပြစ်မရှိအပြစ်ရှာပြီးတော့နှိပ်စက်နေတာရှုံနိုင်စီဟာအကြောင်းမရှိဘူးညိုးသူရံပတ်လည်းမဟုတ်တမင်တက်လက်စားချေစရာလည်းဘာအကြောင်းမှမရှိဘူးတစ်ဖက်သက်အရှုံးပေးထားတဲ့သူတစ်ဖက်သက်အနိုင်ကျင့်လို့ရှင်ထဲမှာနားတယ်ချစ်ခင်စိတ်ဆိုလို့လေရှင်ထဲမှာထွက်ပြေးကုန်ပြီအခုမှတကယ်အထီးကျန်ဘဝကိုခံစားရတယ်တကူလုံးမှာအားမရှိတော့သလိုဖြစ်လာပြီးတော့ရောက်နေတဲ့လှေကားတက်မှာထိုင်ချလိုက်ရတယ်ဖွယ်နဲ့ကြည်ကွဲရတဲ့နာကြီးစွာခံစားရတဲ့ဝေဒနာပို့ပြီးတော့ပင်ပန်းတယ်ရှင်ကိုမီးနဲ့မြိုက်နေတယ်လို့ခံစားရတယ်အရေးထဲမှာပိုက်တရားကလေးကလှုပ်နေသေးတယ်အော်ကဲဆိုးလိုက်တဲ့သားလေးရဲ့ဒီအိမ်တော်ကြီးမှာตาရချမ်းမြေ့စရာမရှိလို့သိလိုက်ရကြရဖိုက်တဲ့ကလေးကိုတနာမိတယ်လှုပ်တဲ့နေရာကိုလက်နဲ့အตาရတက်ပေးရမျက်ရည်တွေကအစေးတားမရှိစီးဆင်းနေတယ်နှကန်းကိုသွားနေဖိပြီးတော့မှတင်းပအောင်ကြိုက်ထားလိုက်တယ်နာကျင်တဲ့ဝေဒနာကိုတော့မှမေးရောနေသွေးနဲ့ရတယ်ပါဇက်တဲ့ကိုသွေးတွေစီးဝင်လာတော့သိလိုက်တယ်ဘဝဝှကြွေးပါလို့ဖြစ်ရတာစိတ်ကိုတင်းလိုက်တယ်ဖြစ်နိုင်ထောင်းကနေပြက်သွားတဲ့ထီကိုတင်းကျင်တယ်။ကြိုက်ထားတဲ့နှကန်းစီကပိုးပြီးတော့မှနာကျင်တဲ့ဝေဒနာကိုထပ်မံပြီးတော့ခံစားရပြန်တယ်။မိုးကြီးနားလေသွားပြီဖြစ်လို့နေမင်းတရားကိုဘာမှမပြောတော့ဘူး။စူပြီးတော့လည်းမပြောတော့တယ်လို့ချော့ပြီးတော့လည်းမပြောတော့ဘူး။မြတ်တာနဲ့လည်းမပြောတော့ဘူး။မြတ်တာစိတ်လည်းမဖြစ်တော့ဘူး။သူ့ဘာသာသွားခြင်းတယ်လို့သွားလာခြင်းမလာမလာရင်လည်းမမျှော်တော့ပါဘူး။မိခင်စိတ်ချမ်းသာမိခင်စကားကိုနားထောင်တာမဟုတ်ပဲနဲ့တာယာချမ်းမြေ့တဲ့အိမ်တော်ဖြစ်အောင်လဲစူးစမ်းခဲ့ပြီတကယ်ချစ်တဲ့မေတ္တာစိတ်လဲစူးစမ်းခဲ့တယ်ဇီဝဥစ္စာနဲ့တကွာလူပါဘဝတစ်ခုလုံးပုံအပ်ခဲ့ပြီအရာအလုံးသူတို့စိတ်ကြိုင်းတာစီစီနဲ့အတိုင်းပဲနာခံခဲ့တယ်ဒါတမင်တက်အနိုင်ကျင့်တယ်ဒါပေမဲ့မိခင်ဖြစ်သူကအနိုင်ကျင့်တာကိုအပြစ်မမြင်အနိုင်ကျင့်ခံရတဲ့သူသာအပြစ်တင်တယ်ဒီအိမ်မှာတရားမျှတမှုလုံးဝမရှိဘူးမိခင်မရှိတော့လို့လင်းရဲ့မိခင်ကိုမိခင်လို့သဘောထားခဲ့တယ်။ဒါပေမဲ့အဲ့ဒီမိခင်ကတာဘက်ကတစ်ဖက်သက်ရက်တီခဲ့တယ်။သူတို့ပေါ်မှာမကောင်းတဲ့စိတ်မထားဘဲနဲ့ကိုယ်ပေါ်မှာမကောင်းတဲ့စိတ်ထားကြတယ်။အန်တူဖက်ပြိုင်ခြင်းမပြုတ်တဲ့သူအပြတ်သက်ဖိနဲ့အနိုင်ယူနေကြတယ်။ညိုးသူရံပတ်လို့ရက်ဆက်ကြတာကိုခန်းနေရတယ်။နှစ်ယောက်စလုံးကိုနာကြီးစွာမုန်းတယ်။ဒါပေမဲ့လည်းအခြေအနေအားလုံးကလွန်းနေပြီ။ကိုဟာအပြိုမဟုတ်တော့ရုံမကဘဲနဲ့ကိုဝန်ဆောင်ဘဝကိုတောင်မှရောက်နေပြီကိုမှရှိသမျှစီးစိမ်အားလုံးနေပါသူတို့လက်ထဲမှာရောက်နေပြီနှစ်စီးပွားကိုတစ်စီးပွားပေါင်းမယ်လို့ဆိုခဲ့တယ်နှစ်ဖက်ပေါင်းချမ်းသာသမျှတီလင်တီများအတွက်လို့ဆိုခဲ့တယ်ကြိုးချမှသမျှမှသိလိုက်ရပြီကိုနာမည်နဲ့ဘန်းဖိုးစိန်လမ်းမှာအိမ်တလုံးပဲကျန်တော့တယ်အဲ့ဒီအိမ်ကိုလည်းသူတို့အကြိမ်ကြိမ်ရောင်းတယ်ရောင်းမရသေးလို့သာကြံနေခြင်းလည်းဖြစ်တယ်လူရောပစ္စည်းရောမိုးကြီးဘာမှကျူးမဆိုင်တော့ရင်ထဲကသားလေးကိုသာအကောင်းဆုံးစောင့်ရှောက်ဖို့ဆုံးဖြတ်လိုက်တယ်တလောကလုံးမှာအာကိုတွေ့တာစရာဆိုလို့ရှင်သွေးလေးသာရှိတော့တယ်နေမင်းတရားသူပြန်လာတဲ့ချိန်မှလာပြန်လာတယ်မိုးဟိကဘာမှမမေးသလိုသူကလည်းဘာမှမပြောတော့တော်တင်မောကလည်းမိုးအေးကိုအပြစ်ပြောစရာမရှိတော့ဒါပေမဲ့မိုးဟိကိုတာဝန်ကိုတော့ကြည့်အောင်စူးစမ်းတယ်အရင်ကလှုပ်ခဲ့တဲ့အတိုင်းပဲမိဖို့ကြောင်ဝင်ပြီးတော့ချက်ပြုတ်တယ်ဒေါ်တင်မောခုခတ်ကျွေးတယ်ကိုအတွက်မဟုတ်ပေမဲ့လေကိုရှင်သွေးအတွက်အာဟာရပြည့်ဝအောင်စားတယ်ဒေါ်တောင်းကတော့တာမီနီအောင်မတရားဘူးလို့သိတယ်မွမွေးအေးကိုတနာတယ်အားပေးစကားပြောတယ်
မမိုးကြီးနေတက်အောင်နေပါတယ်ဒါပေမဲ့ညီကဘာသဘောလဲငါသားကိုလည်းစကားမပြောဘူးငါ့ကိုလည်းစကားမပြောဘူးငါတို့သားမိကိုညီကရန်သူလို့ဆက်ဆံတာလားတနေ့မှာတော့ဒေါ်တတင်မောကစကားဆလာတယ်မမိုးဘသူ့ဟိုမှာရန်သူလို့သဘောမထားပါဘူးမမိုးသာဒီအိမ်မှာရန်သူလို့အဖိနှိတ်ခံနေရတာညီကိုဘသူကဖိနှိတ်နေလို့လဲဒီနေ့ထိငါသားရောညီကိုလက်ဖျားနေတောင်မှတူဘူးလို့လားလက်ဖျားနေတာမထိဟာလေမမိုးတမင်တက်တက်အပြစ်ရှာပြီးတော့အနိုင်ကျင့်ပြောနေတာငါသားပြောတာအားလုံးငါကြားတယ်ဘာမှအနိုင်ကျင့်တာမပါဘူးသူအချုပ်ချယ်မခံဘူးဆိုတဲ့အကြောင်းကိုပဲပြောတာဒေါ်တတင်မောရဲ့အမြင်မှာမမိုးဟစ်တာအပြစ်ရှိတဲ့သူကဖြစ်သွားပြန်တယ်ညီသူ့ကိုမချုပ်ချယ်ပြီးတာပဲမပြောနိုင်မဆိုနိုင်ရန်သူလို့ဆက်ဆံစရာဘာအကြောင်းမှမရှိဘူးမမိုးလည်းသူ့ကိုရန်သူလို့သဘောမထားပါဘူးမမိုးပြောမိတိုင်းပြဿနာဖြစ်လို့ပြဿနာမရှိအောင်ဘာမှမပြောဘဲနဲ့နေတာဒါဖြင့်ငါ့ကိုစကားမပြောတာရောဒါလေမမိုးပြောတိုင်းမမိုးအပြစ်ကြီးပဲဖြစ်နေလို့အပြစ်ကင်းအောင်နေတာပါညီကစေတနာဝေဒနာချင်းနဲ့မိန်းမပဲနေပါဦးငါရောညီကိုနိုင်လိုမိထက်ဘာပြောမိလို့လဲဟုတ်ပါရဲ့အနီအားလုံးကမမိုးအပြစ်ကြီးပါပဲမကြောက်ထိန်ချုပ်ထားတဲ့ကြားပဲမျက်ရည်တွေကပါပြမောစီးကြလာတယ်ဒေါ်မမိုးရေထပါအောင်မြတညမှာတော့မိုးကြီးချုံးမှနေမင်းတရားအခန်းထဲဝင်လာတယ်ထုံးစံအတိုင်းပဲအရက်မူးလာတယ်မမိုးကြီးအိယာနေနိုးသွားတယ်ခမရကျွန်တော်ကိုလည်းစကားမပြောကျွန်တော်အမေကိုလည်းစကားမပြောအဲ့ဒါဘာသဘောလဲအောက်ထပ်မှာဒေါ်တတင်မောနဲ့တွေ့ခဲ့ပြီလို့မမိုးနားလေလိုက်ပါတယ်ခမရကျွန်တော်တို့သားမေကိုရန်သူလို့ဆက်ဆက်နေရလားပြောပါအောင်သူမေးတဲ့ပုံကနိုင်လိုမင်းထက်မေးတဲ့ပုံမမိုးကြီးကတိမောမှာထိုင်လိုက်တယ်ခမရကျုပ်တို့သားမေကိုဘလို့သဘောထားရလဲနေမင်းတရားမမိုးကြီးရဲ့အနာကိုရောက်လာတယ်ကိုထီလက်ရောက်ရိုက်လိုက်မှမမိုးကြီးကြောက်ပါတယ်သူ့ကိုလည်းပြန်ခုခံနိုင်မှာမဟုတ်ဘူးကို့မှာအားကိုးစရာလည်းဘာမှမရှိဘူးပြောလေဒေါသတကြီးလေးတန်းနဲ့ပြောရင်းနဲ့အနာပို့ပြီးတော့တိုးလာလို့မမိုးကြီးထိတ်လန့်သွားတယ်ဘလုံးမသဘောမထားပါဘူးမမိုးကြီးဖြေမိဖြေရဖြေလိုက်မိတယ်ဒါဖြင့်ဘာလို့ဘာမှမပြောတာလဲမမိုးပြောသမျှမမိုးအပြစ်ကြီးပဲဖြစ်နေလို့